ပင်လေကြီးကိုလည်းတဝါကြည့်ခြင်းနဲ့ဒီကောင်းလေးတန်နဲ့ရှူခြင်းနဲ့ဆိုရင်ဝါလျံမျိုးရောက်နေတဲ့အချိန်မှာဒီထိုင်ပေရဲ့ပန်းချံကိုကျွန်တော်တို့သွားတင်ပါတယ်ဒီပန်းချံဟာကြတော့ပင်လေကန်းချီနဲ့အနည်းဆက်ဆုံးမှာတည်ရှိပါတယ်ဝါလျံမျိုးရဲ့တုံးတမှန်ညာစည်းနဲ့ညီရကြောင်းကိုညာစည်းကိုလာရင်ဒီကန်းချီကိုကျွန်တော်တို့အလဲဝင်လို့ရပါတယ်ညရသည်ဖြစ်တာကြောင့်မို့ကန်းချီဟာတာယာပြီးတော့လှပနေပါတယ်အခုကကျွန်တော်ကန်းချီပန်းချံကိုစပြီးတော့ဝင်လာတာဖြစ်ပါတယ်အဲ့တော့လေရတဲ့အပြင်မှာထင်းသားအထက်ပိုးပြီးတော့တိုက်တယ်ဒါပေမဲ့တိုက်လာတဲ့လေရအရန်ကိုအေးပါတယ်ဒီပူချိန်ဘယ်လောက်ပဲပူနေပါစေပေါ့နော်လေရအရန်အေးတဲ့အတွက်သွားရလာရတာအဆင်ပြေနေပါတယ်ဒါတော့ကျွန်တော်တို့ဒီကန်းချီပေါ့နော်ကန်းချီရဲ့ဒီလမ်းကြတော့ကျွန်တော်တို့လေ့ကျင့်ခန်းလုပ်တဲ့သူတွေပြေးတဲ့သူတွေအတွက်အထူးတင်တော့ပါတယ်ဒီလမ်းပေါ်မှာလည်းစပိတ်စီလို့ရပါတယ်ဒီကန်းချီပန်းချံကကြတော့ကျွန်တော်တို့ဒီကန်းချီကကြောက်ဖြစ်တဲ့အတွက်ပေါ့နော်ဒီကရေကနှက်တဲ့အတွက်ကျွန်တော်တို့တဲတောင်မရှိပါဘူးကြောက်တုံးကြီးပဲရှိပါတယ်အဲ့အတွက်ရေကစားလို့မရပါဘူးအဲ့တော့သူ့ရဲ့ဒီကန်းချီတစ်ပိုင်းမှာကြောက်တုံးအကြီးအသေးအရွယ်ဆုံးစိုက်ဆုံးအများပြားကျွန်တော်တို့တွေ့ရပါတယ်လူအများစုလာတဲ့သူတွေကတော့သူတို့စိတ်အပန်းဖြေဖို့ရယ်လင်းရင်းခံဖို့ရယ်နောက်တစ်ခုကကြတော့လမ်းလျှောက်ဖို့ရယ်စပိန်စီးဖို့ရယ်တော့ကလေးတွေခဏတာပျော်ရွှင်မှုအတွက်ပေါ့နော်ကလေးအားစားခွင့်တွေရှိတယ်ဒီရွယ်ချက်နဲ့ပဲဒီပန်းချံနားကိုလာတာပါအဲ့တော့ပန်းချံနဲ့ကန်းချီကကျွန်တော်တို့ကက်လျက်တည်ရှိနေပါတယ်ဒီလမ်းကြီးတစ်လျှောက်ကိုကျွန်တော်တို့ရှောက်ပါမယ်ဆိုရင်အစုံမှာတောင်ကုန်းလေးတစ်ခုရှိပါတယ်အဲ့ဒီတောင်ကုန်းလေးပေါ်မှာလည်းကွမ်ရင်ရုပ်ထုရှိပါတယ်အဲ့ဒီကွမ်ရင်တောင်ကုန်းပေါ်ကနေပြီးတော့ကျွန်တော်တို့ပင်လယ်ဘက်ကိုလှမ်းပြီးတော့ကြည့်မယ်ဆိုရင်အရန်ကိုလှပါတယ် view ကတော်တော်လှပါတယ်အဲ့တော့စိတ်လက်ခဏတာစိတ်လက်အပန်းဖြည့်ခြင်းလေဆိုရင်တော့ဒီပင်လယ်ကန်းချီပန်းချံလို့ပြောရမှာပါဒီကန်းချီပန်းချံကအရန်ကိုတာယာတဲ့နေရာတစ်ခုပါဝင်ကြီးလည်းပေးစရာမလိုပါဘူး free သွားလို့ရပါတယ်အဲ့တော့ဒါကတော့ခုနကဒီတောင်ကုန်းလေးပေါ်မှာရှိတဲ့ကွမ်ရင်ပေါ့နော်ကွမ်ရင်ရုပ်ထုရှိရဲ့ကွမ်ရင်မေရောရုပ်ထုရှိရဲ့ဒီတောင်ကုန်းပေါ်ကနေတော့ပင်လယ်ဘက်ကိုလှမ်းပြီးကြည့်ရပါအဲ့တော့အရန်ကိုတာယာပါတယ်ဒါကုန်းကအရန်မမြင်ပါဘူးဒီအောက်ကခုနကကျွန်တော်တို့လမ်းလျှောက်လာတဲ့လမ်းမှာစပိန်စီးရဲ့သူလမ်းလျှောက်တဲ့သူတွေသူကနေသူကျွန်တော်တို့ exercise လုပ်တဲ့သူတွေရှိကြပါတယ်ပင်လယ်ကိုကြည့်ရတာကြိုက်တဲ့သူတွေလေငင်းခံရတာကြိုက်တဲ့သူတွေ view ကောင်းကောင်းကြည့်ချင်တဲ့သူတွေအတွက်ကတော့ဒီနေရာကဝါလင်းကိုရောက်ရင်သွားသိတဲ့နေရာတစ်ခုဖြစ်ပါတယ်အဲ့ဒီနေရာလေးကကျတော့ကျွန်တော်တို့ဒါဒီကန်းချီမီးပြတိုင်လေးပါဒီမှာမြင်နေရတဲ့ဒီပတ်ဝန်းကျင်ကကျတော့ကျွန်တော်တို့ပါလဲဆိုရင်ရေတိတ်နှက်ပါတယ်အဲ့တော့ဒီပတ်ဝန်းကျင်ရေနှက်တဲ့အတွက်ကျွန်တော်ရေစော့လို့မရပါဘူးပန်းချံမှာစကိတ်စီးရတာဝါသနာပါတဲ့သူတွေအတွက်လည်းကျွန်တော်တို့စကိတ်စီးလို့ရတဲ့ကွင်းလေးကိုကျွန်တော်တို့တွေ့ရပါတယ်အဲ့တော့ကလေးကစားကွင်းကတော့ကျွန်တော်တို့လည်းကြီးပါတယ်အဲ့တော့ကလေးတွေလွတ်လပ်ပေါ်ပါဆော့ကစားလို့ရပါတယ်ဒါကတော့ကျွန်တော်ပါလဲဆိုရင်ဒီကန်းချီကိုစင်းချသွားတာပါအဲ့တော့ကန်းချီပန်းချံပေါ့နော်အပေါ်ဘက်ကပန်းချံဒီအောက်ကိုကျွန်တော်စင်းချသွားချိန်မှာအကုန်လုံးကကျွန်တော်တို့ကြောက်တုံးနေကြီးပါပဲကန်းချီအောက်ကိုရောက်တဲ့ချိန်မှာကျွန်တော်တို့ကန်းချီမှာလမ်းလျှောက်တဲ့သူပေါ့နော်ရေလိုင်းကြီးကြားမှာလမ်းလျှောက်တဲ့သူတွေနောက်ကြောက်တုံးကောက်တဲ့သူတွေအဲ့တော့နောက်တစ်ခုကကြတော့ထိုင်ပြီးတော့ဒီပင်နဲ့လိုင်းတွေအတက်လာတာကျလာတာကိုကြည့်ရတဲ့သူတွေလင်းရင်းခံတဲ့သူတွေဒီနာဒီအောက်ဖက်ကမှာရှိပါတယ်အဲ့တော့ဒီကြောက်တုံးကြီးနားမှာကျွန်တော်ထိုင်နေမယ်ဆိုရင်ကြည့်ရတဲ့ဟိုဘက်မှာတောင်ကျုံတစ်ကျုံကြီးရှိပါတယ်အဲ့တော့အဲ့တောင်ကျုံကြီးရဲ့သူကတော့ဒီလိုင်းကြီးရဲ့ပေါ့နော်ကြည့်ရတဲ့မြင်ကွင်းကတော့အရင်ကလှပပါတယ်ဝါလျံရောက်ရင်စိတ်ခဏတာအပန်းဖြေခြင်းနဲ့လွတ်လွတ်လပ်နေခြင်းနဲ့ပင်လယ်လေးကိုခံခြင်းနဲ့ဆိုရင်တော့ဒီပန်းချံကန်းချီပ